Okay 12သိန်းလောက်သုံးမယ်ဘာဘယ်ရဲရမလဲဆိုပြီးမိရတဲ့ comment တွေပေါ့နော်အဲ့တော့ကျွန်တော်ဒီ comment တွေကိုတစ်ချက်တခြားလေးဖြည့်ပေးပါမယ်အဲ့တော့မြန်မာငွေ12သိန်းမှာလက်ရှိကျွန်တော်တို့ iPhone တွေမှမဟုတ်ဘူး Android တွေလည်းဈေးတက်နေတယ်ဒီ CI ရကိစ္စဖြစ်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဖုန်းတွေအခွန်ဆောင်ရတာနဲ့ဗာနဲ့ဆိုတော့ဈေးတွေတော်တော်ကြီးတက်နေတဲ့အချိန်မှာဒီလိုမျိုးမြန်မာငွေ10သိန်းမှာဗျာ iOS ထဲကလည်းဖြစ်ကြမယ်နောက်ဆုံး version iOS 27လည်းရရမယ်ကင်မရာပိုင်းနဲ့ battery ပိုင်းကလည်း OK ရမယ်နောက်ပြီးတော့ကျွန်တော်တို့ဒီ performance လို့ခေါ်တယ်ကျွန်တော်တို့သုံးရတဲ့နေရာမှာ smooth ပြည့်သုံးရမယ်ဆိုတော့model လေးတွေကိုကျွန်တော်တစ်ချက်ဒီနေ့ပြပေးမယ်ကျွန်တော်ပြပေးသွားတဲ့ model တွေအားလုံးကမြန်မာငွေ10သိန်းဝန်းကျင်လည်းဖြစ်ကြမယ်အခုနကျွန်တော်ပြောတဲ့27နဲ့ရမယ့် model တွေပဲကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျပထမဆုံးအနေနဲ့ကျွန်တော် iPhone 11အနေစပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ် iPhone 11ဆိုလို့ရှိရင်ကျွန်တော်ရှိမှာ64 128 256 3မျိုးလုံးရမယ်64 128 256အဲ့တော့ 64K ဆိုလို့ရှိရင်ကျွန်တော်အရင်ကရောင်းခဲ့တဲ့ဒီ8သိန်းခွဲအခုဈေးတွေမတရားတက်နေပြီပဲကျွန်တော်ရောင်းချပေးနေတဲ့ဈေးအများကြီးမတက်ဘူး8သိန်း9,000နဲ့ပဲကျွန်တော်ရောင်းချပေးနေတာဖြစ်ပါတယ်အဲ့တော့4,000ပဲကျွန်တော်ဈေးတက်ပြီးရောင်းမိတယ်ဒါလည်းကျွန်တော်တို့ဝယ်ရတဲ့ပစ္စည်းတွေဈေးတက်သွားတာကြောင့်ဒါပေမဲ့အပြင်မှာဒီတက်ပူပြီးတော့ဈေးတွေမတရားတက်နေတယ်မိတ်ဆွေတို့လည်းအားလုံးသိတယ်အဲ့တော့ 128K ဆိုလို့ရှိရင်ကျွန်တော်ရောင်းချပေးမယ့်ဈေးက9သိန်း9,000အဲ့လိုပဲကျွန်တော် 256K ဆိုရင်တော့ကျွန်တော်17သိန်း2,000နဲ့ရောင်းချပေးတော့မှာဖြစ်ပါတယ်အဲ့တော့ iPhone 11ထဲမှာဆိုလို့ရှိရင်64 128 256 3မျိုးလုံးရရှိသွားမှာဖြစ်ပါတယ်အဲ့ဒီရဲ့အပေါ်မှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာ iPhone 12 mini လေးတကယ်ကိုရှားပါသွားပြီလို့ပြောလို့ရတယ်ဆိုင်တိုင်းလို့လည်းလူရင်တိုင်းဝယ်လို့မရတော့ဘူးအဲ့လို model ကျွန်တော်ဒီမှာ64 128K ရှိပြီ 128K လည်းရှိမယ် 64K လည်းရှိမယ်တကယ် compact ဖြစ်ပြီးတော့ secondary သုံးကျင်တဲ့မိတ်ဆွေတွေဖုန်းကို hello လုပ်မယ် social တော့ပဲကြည့်မယ်ဆိုတဲ့လူတွေတော်တော်လေးကန်လို့ကောင်းတယ်100 display 8K ထဲမှာထည့်လို့လည်းအဆင်ပြေတယ်အဲ့တော့ iPhone 12 mini လေးဆိုရှင်ကျွန်တော်ဒီမှာ8သိန်း9,000နဲ့9သိန်း9,000 64 128နှစ်မျိုးလုံးရရှိသွားမှာဖြစ်ပါတယ်နောက်တဲ့သူ့ရဲ့အထက်မှာဆိုလို့ရှိရင်တော့ကျွန်တော် iPhone 11 series ထဲမှာ11 Pro ရှိပြီ11 Pro ဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာကင်မရာ3လုံးနဲ့ကန်ရမယ်ဒီမှာ64 128sorry 64 256 3နှစ်မျိုးလုံးရှိတယ်အဲ့တော့11 Pro ကျွန်တော်ဒီမှာအများကြီးရှိတယ်တကယ်လို့ရွေးချယ်စရာမိတ်ဆွေအနေနဲ့အများကြီးရွေးချယ်လို့ရပါတယ် 64K ဆိုလို့ရှိရင်ကျွန်တော်ရောင်းချပေးမယ်ဈေးနှုန်းကမြန်မာငွေ17သိန်းနဲ့9,000နဲ့ရောင်းချပေးတော့မှာဖြစ်ပြီးတော့ 256K ဆိုလို့ရှိရင်တော့12သိန်း8,000နဲ့ရောင်းချပေးတော့မှာဖြစ်ပါတယ်အဲ့ဒါက iPhone 11 Pro 256K 64K အယောင်လေးနဲ့ဆိုလို့ရှိရင် silver ရမယ် gold ရမယ် midnight green ရမှာဖြစ်ပါတယ်အဲ့ဒီရဲ့အထက်မှာဆိုလို့ရှိရင် iPhone 12တွေရှိပါမယ်အပေါ်ဆုံးတန်းလုံး iPhone 12တွေ iPhone 12တွေထဲမှာကျွန်တော်တို့ဒီ OLED display boxy design တော်တော်လေးမိုက်တဲ့ design ကလာအနေထားအောင်မှာသုံးနေတယ်ဆိုတော့မိတ်ဆွေတွေ iPhone 12ရွေးချယ်လို့ရတယ် budget အနေနဲ့လည်းတော်တော်လေး safe ဖြစ်တယ် iPhone 12ဆိုလို့ရှိရင်ကျွန်တော်ရှိမှာ17သိန်းခွဲကနေစပြီးတော့ရရှိသွားမှာဖြစ်ပါတယ်17သိန်းခွဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာ 64K တွေရမယ်12သိန်း9,000ဆိုလို့ရှိရင်တော့ 128K ရရှိသွားမှာဖြစ်ပါတယ်အဲ့တော့ 128 ကို 64K ရော in stock ရှိပါတယ်အဲ့ဒီရဲ့အထက်မှာဆက်ပြီးတော့ကြည့်မယ်ဆိုရင်တော့ iPhone 11 Pro Max တွေရှိမယ်မိတ်ဆွေရ size ကြီးလည်းသုံးကျင်တယ်ပတ်စံကလည်း10သိန်းဝန်းကျင်လောက်ပဲ10သိန်းပေါ်ပေါ်လေးပဲသုံးကျင်တယ် size ကြီးကိုမှတကယ်ကို luxury ဖြစ်တဲ့ဒီ Pro Max ကိုမှကန်ကျင်တယ် battery ခန္ဓာကိုလည်းကြိုက်တယ်ဆိုလို့ရှိရင်တော့11 Pro လေးတွေကတော်တော်လေးရွေးချယ်လို့ကောင်းတဲ့ model ထဲမှာပါနေတော့မယ် iOS 27ထွက်လာပြီးသွားရင်ဒီထက်ပိုပြီးတော့သုံးလို့ပိုကောင်းသွားမှာဖြစ်ပါတယ်အဲ့တော့11 Pro Max တွေဆိုလို့ရှိရင်တော့ကျွန်တော်ရှိမှာ 64K ရှိမယ် 256K ရှိမယ် 64K ဆိုလို့ရှိရင်မြန်မာငွေ12သိန်း9,000ပဲကျမယ် 256K ဆိုလို့ရှိရင်တော့13သိန်း8,000ပဲကျရှိတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရှိမှာဖုန်းဝယ်လို့ရှိရင်မိတ်ဆွေတွေနဲ့စိတ်ပူစရာမလိုတာတခုကဗာလဲဆိုလို့ရှိရင် error အတွက်ကကျွန်တော်တို့ warranty အပြည့်အဝပေးတဲ့အတွက်စိတ်ပူစရာလုံးဝမလိုဘူးနောက်တစ်ချက်ကကြတော့ကျွန်တော်တို့ရှိမှာဖုန်းဝယ်လို့ရှိရင်လက်ဆောင်၄မျိုးပေးတယ်ဗာတွေပေးလဲဆိုလို့ရှိရင်ဖုန်းဝယ်လို့ရှိရင်ကျွန်တော်တို့အဲ့ဒီဖုန်းနဲ့ပတ်သက်တဲ့သူ့ရဲ့ original box ပါမယ် original box မရှိတော့တဲ့ဖုန်းတွေကိုလည်းကျွန်တော်တို့ဘက်ကနေပြီးတော့ box ထည့်ပေးတယ်နောက်တစ်ခုကသူ့မှာပါမယ် adapter charger cable နောက်တစ်ခုက sorry ဒီမှန်မကွဲကာပါအဲ့ဒီ၄မျိုးကျွန်တော်တို့လက်ဆောင်ထည့်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဆိုင်မှာမိတ်ဆွေအနေနဲ့ဖုန်းဝယ်မယ်ဆိုလို့ရှိရင်အပြင်မှာဘာမှထပ်ပြီးတော့အပိုဝင်ငွေအပိုထပ်ပြီးတော့ဝယ်စရာလည်းမလိုဘူးဥစ္စာလည်းထပ်ပြီးကုန်စရာမလိုဘူးပေါ့နော်အဲ့တော့ဖုန်းနံပါတ်လေးကတော့ကျွန်တော်တို့ဆိုင်ဖုန်းနံပါတ်လေး39958686ဖြစ်ပါတယ်လာရောက်ကြည့်ရှုခြင်းနဲ့ဆိုလို့ရှိရင်တော့ကုန်စည်တန်းလမ်းအောက်ဘလော့ပပဲတန်းမြို့နယ်ရန်ကုန်မြို့တင်ကြီးစေးကားမှတ်တိုင်ကြီးမှာတည်ရှိပါတယ်တကယ်လို့မိတ်ဆွေတို့အနေနဲ့ cash on delivery နဲ့လိုချင်တယ်ဆိုလို့ရှိရင်လည်းရန်ကုန်မြို့တွင်းဆိုလို့ရှိရင်ကျွန်တော်တို့ cash on delivery နဲ့ပို့ဆောင်ပေးနေတာဖြစ်ပါတယ်နေတွင်းညောင်းကျွန်တော်တို့ပို့ဆောင်ပေးတယ်ဒေ customer ဆိုလို့ရှိရင်တော့ကျွန်တော်တို့ငွေလဲရတဲ့ PC ကတင်ပေးတယ် 100% တောင်းဝန်ယူမှုတောင်းဝန်ခံမှုအပြည့်အဝပြပို့ဆောင်ပေးနေလို့ကျွန်တော်ပြောကြလိုပါတယ်များအားလုံးကျေးဇူးတင်